ဝေသာလီဝိစီတိုင်းပြည်ကြီးတစ်ခုဖြစ်ပေါ်လာဖို့ဝေသာလီမြို့ကြီးတည်ထောင်လာဖို့ရဲ့သမိုင်းကြောင်းကစာပေကျမ်းဂန်ထဲမှာမှတ်တမ်းတင်ထားတဲ့အတိုင်းရှိတဲ့မှတ်တမ်းလေးအတိုင်းအနည်းငယ်အချင်းချုပ်ပြောရမယ်ဆိုရင်ဗာရဏသီမြို့ရဲ့အုပ်စိုးတဲ့ပြမတမင်းကြီးရဲ့အခမဟေတိမိဖုရားကြီးမှာသားသမီးမွေးဖွားတဲ့အခါမှာထူးထူးဆန်းဆန်းမမျှော်လင့်မဲနဲ့မိဖုရားကြီးကနေမစီရမစီဖွားလို့လားမသိဘူးမွေးဖွားလာတဲ့ကလေးတွေဟာရုပ်ပိသားမှုမရှိဘဲနဲ့အသားထစ်ကြီးမွေးဖွားလာတယ်အဲ့လိုအသားထစ်ကြီးမွေးဖွားလာတဲ့အခါမှာပြောရမယ်ဆိုရင်ရှက်တာပေါ့မိဖုရားကြီးကမွေးဖွားတာအသားထစ်ကြီးလူမပိသားတဲ့အသားထစ်ကြီးမွေးတာလို့ဆိုတော့လူမသိသူမသိအောင်လို့ဒီအသားထစ်ကိုဥဒလုံးထဲမှာထည့်အပေါ်ကနေအုပ်ပြီးတဲ့အခါမှာစာရန်ဆွဲလိုက်သေးတယ်ဒီအသားတဲ့ဟာဗာရဏသီပြည်ရှင်ဘုရင်မင်းကြီးရဲ့ရင်သွေးသားငယ်များဖြစ်တယ်ဆိုပြီးတော့စာရန်လေးတော့ထည့်ပြီးတော့ခင်းကမြေကြောမှာဗာရဏသီကနေပြီးမျောလိုက်တာသူတို့ကလည်းသားတဲ့အနေနဲ့မွေးဖွားလာတယ်ဆိုပေမဲ့လို့ဘုံကံရှိတဲ့တရားဝါတွေဖြစ်တယ်အောက်အခြေပိုင်းရောက်တဲ့အခါကျတော့တောရဒေသမှာတရားအားထုတ်နေတဲ့ယသိကြီးကခင်းကမြေထဲရေဆင်းချိုးတဲ့အခါမှာမျောလာတဲ့ထူးထူးဆန်းဆန်းမျောလာတဲ့ဒီအိုးကိုမြင်ရတဲ့အခါဆယ်ယူပြီးအတွင်းထဲမှာပါလဲလို့ကြည့်တော့ကပီးစာတန်းနဲ့သားတိတ်ကိုတွေ့လိုက်တဲ့အခါမှာသားတိတ်ရဲ့အနံ့ကိုကြည့်ရင်ပုတ်နေတာမဟုတ်ဘူးဒါဟာထူးခြားတယ်လို့ဆိုပြီးယူသွားပြီးတော့အခြေအနေကိုကဲခတ်ဖို့ဆိုပြီးတော့ယူသွားတယ်သူသင်္ကန်းကျောင်းမှာထားရင်းကနေပြီးတော့ကံတရားရဲ့ဆောင်းရှောက်မှုအရာဒီသားတဲ့လေးဟာတဖြည်းဖြည်းကြီးလာပြီးတော့ခက်မငါးပြာကနေပြီးတော့လူရုပ်ကလေးတွေလူတရံလေးတွေပေါ်လာအဲ့ဒါနဲ့ဆက်လက်ပြီးတော့ထားတဲ့အခါမှာနောက်ဆုံးရင်ချင်းဆက်ပြီးတော့နေတဲ့သူငယ်လေးနှစ်ဦးပုံတရံဟာထင်းထင်းရှားရှားပေါ်လာရင်ချင်းအပ်နေသို့တော်ရင်ချင်းတွဲနေတာတော့မဟုတ်ဘူးအဲ့လိုသူငယ်လေးတရံပေါ်လာတဲ့အခါကျတော့ရုပ်ဆင်းကလည်းအမတမလှပတဲ့အသွင်တရံလေးတွေပေါ်လာကလေးလေးနှစ်ဦးဟာပြပြပြင်းပြင်းဖြစ်လာတော့တူကအမျိုးသမီးလေးတူကအမျိုးသားလေးအဲ့ဒီမှာယသိကြီးရဲ့ဆောင်းရှောက်မှုနဲ့ပဲနောက်ဆုံးမှာမွေးဖွားလာတဲ့အချိန်ပေါ့လေကြီးရင်လာသူ့ဘာသူအလိုလေးဟောက်ကြီးလာကြတာမိခင်ဝမ်းထဲကတော့မဟုတ်ဘူးအဲ့ဒီအချိန်မှာယသိကြီးကလည်းတကုတ်ပင်ကြီးရှိတဲ့ယသိကြီးဆိုတော့အဋိဋ္ဌံပြီးတော့ဒီကလေးတွေပေါ်မှာကရုဏာနဲ့မေတ္တာကအလွန်ကြီးမားပြီးတော့သူ့ရဲ့လက်ချောင်းလေးတွေဟာမိခင်ရဲ့နှုတ်အသွင်ဖြစ်ပြီးထိုလက်ချောင်းလေးတွေကပဲကလေးတွေပါဇက်တက်လိုက်လို့ရှင်နှုတ်ရည်လေးတွေထွက်လာပြီဒီကလေးတွေကိုသူကကျွေးမွေးဆောင်ရှောက်ခဲ့တာဒါလောကမှာထူးဆန်းတာဖြစ်တော့ပုံမြင်လိုဘာလိုပေါ့သို့တော့ဖြစ်နေကြမဟုတ်တဲ့အရာတွေလည်းလောကမှာရှိတာပဲ miracle လို့ခေါ်တာ mystery ပေါ့ဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတရားကိုရှင်းပြလို့မရနိုင်တာမျိုးတွေကလည်းရှိတတ်သေးတယ်ပေါ့အဲ့လိုနဲ့ယသိကြီးရဲ့ဆောင်းရှောက်မှုအောက်မှာဒီသားတဲ့ကလေးတွေဟာလူရုပ်ပိတာပြီးတော့သူငယ်လေးနှစ်ယောက်ဖြစ်ပေါ်လာတော့နောက်ဆုံးမှာယသိကြီးကိုကြီးညိုကိုးကွယ်ကြတဲ့နွားတွေကိုမွေးမြူထားကြတဲ့နွားချောင်းသားတွေန
နွားကြောင့်သားဆိုရင်သူများနွားကိုခါ